Hello အားလုံးပဲမင်္ဂလာပါဒီ vlog လေးမှာတော့ Morgan Hill ဆန်ဟိုစီးမှာရှိတဲ့ Spinner Farm Pumpkin Patch တော့လေခဲ့တဲ့ဗီဒီယိုလေးပါလွန်ခဲ့တဲ့ရက်တွေမှာဗီဒီယို editing မလုပ်ဖြစ်တာနဲ့အခုမှတင်ဖြစ်တာပါ Spinner Farm Pumpkin Patch Ooh, look at thisအဝင်လန်းဟိုကနော်ဒီပြောင်းဘူးပင်လေးကြားတွေမှာတော့ဖြတ်လာရမ်းနေအောင်နော်ဟိုကမသိရင်တရေကားတွေကရောက်လာတဲ့အတိုင်းရမ်းဆိုရင်တော့စပီဖြစ်ကြောက် This farm is huge. Yeah, it is. အရန်ပူမဲ့ထင်နေရနော်ဒါပေမဲ့လေတိုက်လို့တော့တည်ရနော်ဒီမှာရောက်ပါပြီတော့ဆိုလို့ရှိရင် Halloween pumpkin patch ပေါ့နော် Halloween တော့လုပ်တာပေါ့တော့ဟို September 18ကနေပြီးတော့အောက်တိုဘာလကုန်ထိသူကခင်းကျင်းထားတယ်ဒါသူတို့ရဲ့ခြံရဲ့မြေပုံပေါ့အကျယ်ကြီးပဲဒီမှာခြံခင်းနဲ့အဲ့လိုမျိုးကွင်းပြင်ထဲမှာဆိုတော့လေဒီလိုအိမ်သားလေးတွေသူတို့ကထားလာပြီးကော်စီလာကြီးနဲ့မြောက်ကြီးtrain ကိုပတ်စံပေးပြီးတော့စီးလို့ရတယ်။ Veggie friendly ကဘယ်လောက်လာလဲ။ pumpkin တွေအပြည့်ပဲသူတို့ထားတာ။ပန်းလေးတွေကလည်းဝါရောင်လေး။မကြည့်ပါဘူး။ pumpkin အပုံနဲတော့Pumpkin ပေါ်မှာလို့အိတ်တိုင်းဒါကတော့ဆိုတာအေးမျိုးရောက်တော့မဟုတ်ဘူးဟိုဟာပြောတော့မယ်မြို့သားတော်ရောက်တော့ရလို့လားရှေ့မှာPumpkinနဲ့တပ်ပုံရိုက်နေကြPumpkinကိုလူမျက်နှာလေးလှုပ်ထားကြည့်ပါview လာပြန်ပြီပြန်မိတ်တော့အဲ့ဒီမှာဒါတွေကအဆက်တွေအဆက်တွေနော်ဟုတ်တယ်ကျရင်ငါဒီနဲ့မတူဘူးလားသူရခရမဟုတ်တဲ့ဟာတဲ့ဒီမှာဖက်ချမ်းရှိတော့ဒါဒီဖက်ချမ်းမှာမအေးစိထိုင်ပြီးတော့နားရီတော့ရစားတော့ရတယ်မတို့လို့ဆက်လိုက်နေအောင်အေးဒီကွန်တာshape ice နဲ့ရောင်းတယ်။ Okay မိုင်းတို့ရွာထော်လာကြီးပါ။ရွာထော်လာကြီးရဲ့တက်စီကြမယ်ဟဲ့။နန်းသားထော်လာကြီးအနေတိုင်းပေါ့။ဒီထရက်။သူကတပတ်အဲ့ဒီ coffee နဲ့ပြောင်းစိုက်ခင်းတယ်မှာတော့ပြပတ်ပြ။ဒီဂျပန်လေးပါလေရှင်အကြီးပဲ။ရေးချစ်စောင့်နေတာပါရေးချစ်ရတော့ပြောတာကလေးတိုင်းစားကြည့်တာစားမိုင်းဝကြည့်ဘလို့နေရရတာအဲ့တော့မိုင်းဝကြည့်ကိုစားတော့
ကတော့အေးစစ်ပြန်ထွက်ပါပြီဒီ pumpkin farm ကနေပြပါဒီမှာကသူတို့ကလည်းဟွာလမ်းပြပြီးရဲ့လူကိုသုံးတယ်ပေါ့နော်ခဏတစ်ဖြုတ်ပဲဆိုတော့သူတို့ကလူကိုခေါ်ငားတာပေါ့နော်ဒီလိုမျိုးလေးလည်းအချက်ပြပြီးဒီ vlog လေးကဒီလောက်ပါပဲနောက်ထပ် vlog လေးတွေမှာပြန်တွေ့မယ်နော်အားလုံးပဲတတား